မင်္ဂလာပါရှင်တမချန်းစာဖတ်ကြမယ့်အစီအစဉ်မှကြိုဆိုပါရစေ။ကပ္ပဦးကျမ်းအခန်းကြီး9အခန်းငယ်1မှ9အထိဖျားသခင်သည်လည်းနောအေးနှင့်သူ၏သားတို့ကိုကောင်းချီးပေးတော်မူ၍သင်တို့သည်များပြားစွာမွေးဖွားလျက်မြေကြီးကိုပြည့်စေကြလော့။မြေတရိတ်ဆန်မိုးကောင်းကင်ငှက်အစရှိသောမြေပေါ်မှလှုပ်ရှားတတ်သမျှနှင့်ပင်လယ်ငါးအပေါင်းတို့သည်သင်တို့ရှေ့မှကြောက်ရွံ့တုန်လှုပ်ခြင်းသဘောရှိရကြလိမ့်မည်။ထိုတိရစ္ဆာန်တို့ကိုသင်တို့လက်၌ငါအပ်၏။အသက်ရှင်၍လှုပ်ရှားတတ်သမျှသည်အသီးအရွက်ကဲ့သို့သင်တို့စားစရာဘို့ဖြစ်ရမည်။ခပ်သိမ်းသောအရာတို့ကိုသင်တို့၌ငါအပ်ပေး၏။သို့သော်လည်းအသက်တည်းဟူသောအသွေးနှင့်တကွအသားကိုမစားရ။အကယ်၍သင်တို့အသက်တည်းဟူသောသင်တို့အသွေးကိုငါတောင်းမည်။လူတိရစ္ဆာန်အပေါင်းတို့၌ငါတောင်းမည်။ခပ်သိမ်းသောလူတို့၏ညီအစ်ကို၌လူ၏အသက်ကိုငါတောင်းမည်။အကြင်သူသည်လူ၏အသွေးကိုသွန်း၏။ထိုသူ၏အသွေးကိုလူလက်ဖြင့်သွန်းရမည်။အကြောင်းမူကားဖျားသခင်သည်မိမိပုံသဏ္ဍာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏။သင်တို့သည်သားကိုဖွား၍များပြားကြလော့။မြေပေါ်မှာအလွန်မွေးဖွား၍များပြားကြလော့ဟုမိန့်တော်မူ၏။ Everything to God in prayer.